မနေ့ပင်ယူမှာတော့အမရပြီလေအဲ့လောက်ဆိုနော်ကုန်လာတာလက်ကြီးကိုတက်ချူမယ်နော်လက်ကြီးကမတည့်ရက်လက်ကြီးကိုအမြဲဖွင့်ထားတာမှာအမြဲရွက်စားရင်တကားပိတ်ထားတယ်ဤတုံမှယူစားလို့တာစားမပိတ်ခဏစားပြီးပြန်ဖွင့်မယ်နော်ဤတုံတော်ရင်မှလက်ကြီးကမတည့်မြက်တွေဖွာထားကြခုနမှရှင်းလိုက်တော့ချင်းစားနေစားပါစီနော်သမီးနော်တော့စားကိုတော့စားတာကိုမျိုးခွဲကိုတော့စားကိုထပ်ပေးမယ်တော့အဲ့လိုပြောရတယ်တဲ့ရတယ်မို့တော့အများကြီးစားတယ်နော်လာစားသမီးအယူပို့ကြိုက်တယ်အရွယ်ထက်ဆိုင်ကစုံရွက်လည်းအိုက်တိုင်းပဲနည်းနည်းမြင်လည်းအဲ့လိုပဲသူ့မောင်လည်းရတဲ့မေးဒီတိုင်းလာတာပါမစားပါဘူးအေးပါတာလာမယ်ဘူးကြီးရဘူးရှိုးကရှိုးသေးရဲ့စားသမီးစားရပြင်းရမှာကမတင်ပြင်းရကမတင်